ဒီမင်္ဂလေးကတော့ကြီးမားလာတဲ့မျောလင်းချက်အိမ်မက်တွေနဲ့အတူသူမရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေခဲ့တာဖြစ်တော်လဲသူမရဲ့ချစ်သူကအခြားသောမိန်းမတစ်ယောက်ကိုရင်ခွင်ထဲထည့်ပြီးဖက်လဲတကင်းဖြစ်နေခဲ့တာကိုတော့သူမရဲ့ကိုယ်ပိုင်မျက်စိနဲ့အမိအယမြင်တွေ့သွားခဲ့ရပါတယ်။အိမ်ကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာတော့သူမဟာအကြီးကျယ်စိတ်နှလုံးထိခိုက်ကြေကွဲပြီးဘဝပြတ်မတက်ခံစားခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာအချစ်ဆိုတဲ့အရာပေါ်မှာယုံကြည်မှုလုံးဝကင်းမဲ့သွားခဲ့ပါပြီ။သူမဟာမင်္ဂလာဆောင်ဝတ်စုံကိုခနာကိုယ်ပေါ်ကနေချွတ်ပစ်လိုက်ပြီးအဲ့ဒီအစားစစ်သူရဲတွေဝတ်ဆင်တဲ့တန်ချက်ကအင်ဂျီကိုလဲလှယ်ဝတ်ဆင်လိုက်ပါတယ်။ပြီးတော့အဲနက်ဒေဝါတို့ရဲ့နိုင်ငံတော်မှာအင်အားကောင်းဆုံးစစ်တီတော်တယောက်ဖြစ်လာစေဖို့အတွက်ကိုလည်းပြက်ပြက်သားသားဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။တကယ်တော့မာရီကအဲ့ဒီနိုင်ငံတော်ရဲ့အကြီးဆုံးသမီးတော်မင်းသမီးကြီးဖြစ်ပါတယ်။ပြီးတော့ဂျက်ကတော့မင်းသမီးကိုချစ်လို့မဟုတ်ပဲထီနက်စီစိန်ကိုသာအမြဲတမ်းမမောလိုချင်နေခဲ့တာဖြစ်ပါတယ်။သူဟာမာရီထံကိုလာရောက်ပြီးတောင်းပန်စကားဆိုဖို့စ조사ခဲ့တော်လဲမင်းသမီးကတော့တည်ငြိမ်အေးဆေးရဲ့မျက်နှာပေးနဲ့အတူသူ့ရဲ့တောင်းပန်မှုကိုလုံးဝညှင်းပယ်ပစ်လိုက်ပါတယ်။အခမ်းအနားပွဲအတွင်းမှာတော့ဂျက်ကမင်းသမီးရဲ့နားကိုတိုးကပ်သွားပြီးသူမရဲ့တစ္ဆာမဲမှုတွေအတွက်ပြစ်တင်ရှုတ်ချဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးကလက်တိတစ်ချက်ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်တာကြောင့်သူဟာမတက်တာပဲနောက်ကိုလက်ပြလွှဲမတက်ဆုတ်ခွာပေးခဲ့ရပါတယ်။ဂျက်ကအကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားပြီးနောက်တော့ခြေလမ်းနဲ့ငယ်ဆုတ်ခွာသွားခဲ့ရသလိုနန်းတော်ရဲကနေလည်းမောင်းထုတ်ခြင်းခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူဟာကပလီအဲလူဘူးလေးတယောက်ကသူတို့ကိုတိတ်တဆိတ်စောင့်ကြည့်နေတာကိုတတိပြုမိသွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီလူဘူးလေးကဒုတိယမြောက်မင်းသမီးလေးပေါ်မှာအသက်ထက်မကအသေးဆွဲချစ်ခင်ဆွဲလန်းနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအခြေအနေကိုမြင်လိုက်ရတဲ့ဂျက်ရဲ့ဦးနောက်ထဲမှာတော့ရုံမာတဲ့အကြံဉာဏ်တစ်ခုချက်ချင်းပေါ်ထွက်လို့လာခဲ့ပါပြီ။သူဟာလူဘူးလေးစီကိုသွားပြီးတော့အကယ်လေးမောင်မိုက်တဲ့တောအုပ်ကြီးတဲ့ကိုသွားရောက်ကဆေးရည်တွေဖော်ဆက်တဲ့နတ်သမီးကိုရှာဖွေနိုင်မယ်ဆိုရင်အချစ်မနက်ဆေးရည်ကိုရရှိနိုင်လိမ့်မယ်လို့တွေးထိုးလုံးဆော်ခဲ့ပါတယ်။အဲ့ဒီချစ်ဆေးရည်ရဲ့ဆွမ်းမကားကတော့ဘယ်သူမဆိုအဲ့ဒီဆေးရည်ကိုတောက်သုံးမိတာနဲ့မိမိမျက်စိရှိမှပထမဦးဆုံးမြင်တွေ့ရတဲ့လူကိုအသက်နဲ့လဲပြီးချစ်မိသွားစေတာဖြစ်ပါတယ်။ဂျက်ကသူ့ရဲ့အရက်မောင်မြင်မလုံးတာကြောင့်ထိုးတော့အုပ်ထဲကိုအလွယ်တကူစိတ်ဝင်ဖို့မလွယ်ကူနိုင်ဘူးလို့အကြောင်းပြချက်ပေးခဲ့ပါတယ်။တစ်ဖက်မှာတော့လူဘူးလေးတယောက်အတွက်ကထိုနေရာကိုတွားရောက်ဖို့ပို့ပြီးတော့တင့်တော်ရောကန်နေတာကြောင့်အဲလူဘူးလေးကအချစ်အတွက်နဲ့မောင်မိုက်တဲ့တောအုပ်ကြီးစီကိုချက်ချင်းပဲဥတီထွက်ခွာသွားခဲ့ပါတော့တယ်။သူတော့အုပ်ထဲကိုခြေလန်းဆက်တင်လန့်လိုက်တာနဲ့တပြိုင်နက်ဖမ်းဆီးကြုံနှောင်ခြင်းကိုခံလိုက်ရပါတယ်။မြေစီလွာတွေကမှုကောင်းတွေကသူတို့ရဲ့ဦးခေါင်းတွေကိုထောင်မလိုက်ကြပြီးကျူးကျော်သူရောက်ရှိလာတဲ့တဲ့ရင်ကိုတော်တော်လုံးတိအောင်စတင်ပြီးတော့ဖြန့်ဝေလိုက်ကြပါတယ်။အဲ့ဒီတဲ့ရင်စကားကတကောင်နဲ့တကောင်ဆင့်ကဲလက်ဆင့်ကမ်းတဲဆောင်သွားခဲ့ကြပြီးတဲ့ရင်ကတဖြည်းဖြည်းနဲ့ပုံမူကြီးကျယ်သွားခဲ့ရပါတယ်။နတ်သမီးတွေရဲ့နားထဲကိုတဲ့ရင်ရောက်ရှိသွားတဲ့အချိန်မှာတော့ဇလန်းကမူလအခြေအနေနဲ့လုံးဝကိုကွဲပြားခြားနားလို့သွားခဲ့ပါပြီ။စိန်စံတော်အုပ်ရဲ့ဘရင်ကြီးကဒီတဲ့ရင်ကိုကြားလိုက်ရတဲ့အခါမှာတော့စိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပြီးမှုကောင်မြောက်များကိုလက်ဝါးတစ်ချက်တဲနဲ့တင်ရိုက်လဲပြစ်လိုက်ကအမှန်တရားကိုသိရှိနိုင်ဖို့အတွက်ပထမဦးဆုံးတဲ့ရင်ပေးပို့တဲ့မှုကောင်ကိုရှာဖွေခဲ့ပါတယ်။အဲဘလူဘူးလေးကတော့အခုအချိန်မှာမောင်မိုက်တဲ့တောအုပ်ကြီးထဲမှာပိတ်မိနေခဲ့ပါပြီ။အဲနက်ဒေဝါတယောက်ကတောအုပ်ကိုလာရောက်ကျူးကျော်ရဲဆိုတာကိုသိရှိသွားတဲ့အခါမှာတော့ဘရင်ကြီးကအတိုင်းအဆမရှိဒေါသထွက်သွားခဲ့ပါတယ်။မောင်မိုက်တဲ့တောအုပ်ကြီးကပြင်ပကလူစိမ်းတွေကိုဘယ်တော့မှဝင်ရောက်ခွင့်မပြုခဲ့တာကြောင့်သူဟာသူ့ရဲ့လက်အောက်ငယ်သားတွေကိုအဲ့ဒီကျူးကျော်သူကိုအမိအယဖမ်းဆီးခေါ်ဆောင်လာဖို့အတွက်ပြင်းထန်တဲ့အမိန့်တော်ချမှတ်လိုက်ပါတော့တယ်။လူဘူးလေးကတော့တောအုပ်ရဲ့အောက်ခြေနဲ့ဆိုင်ဆုံးနေရာအထိရောက်ရှိသွားခဲ့ပြီးထိုနေရာမှာတော့ဖြူဖွေးတဲ့ကြွက်ကလေးတစ်ကောင်နဲ့ထိတိုက်တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီကြွက်ကလေးကလူဘူးလေးစီကနေအချစ်ဆေးကြီးဖော်ဆက်ဖို့အတွက်ယူဆောင်လာခဲ့တဲ့ဆေးဖက်ဝင်ပစ္စည်းတွေကိုပင်အမိအယခိုးယူသွားခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်ပျက်ပြီးနောက်မကြာခင်ချိန်မှတင်ပဲသူတို့နှစ်ဦးကအချင်းချင်းနားလည်မှုရရှိကာသူငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ကြွက်ကလေးကတော့လူဘူးလေးကိုခေါ်ဆောင်ပြီးဆေးရည်တွေဖော်ဆက်ပေးနိုင်တဲ့နတ်သမီးကိုလိုက်လံရှာဖွေဖို့အတွက်စစ်တီတော်ကြီးတွေလိုမျိုးရှေ့ဆက်ထွက်ခွာခဲ့ကြပါတယ်။မကြာခင်မှာပဲသူတို့နှစ်ဦးဟာနှဆိုင်လာတဲ့ကူကြီးတစ်ကူရဲ့အဝင်ဝကိုရောက်ရှိသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတင်ပဲကြွက်ကလေးကလူဘူးလေးကိုကူအောက်ထဲကိုရုတ်တရက်တွန်းချလိုက်ပါတော့တယ်။လူဘူးလေးကတော့စိန်စံတော်အုပ်ရဲ့ဘရင်ကြီးတိဆောက်ထားတဲ့မြေအောက်ကျင်းထောင်ထဲကိုတိုက်ရိုက်ပြုတ်ကျသွားခဲ့ရပါတယ်။ထိုနေရာမှာတော့ဆေးရည်ဖော်ဆက်တဲ့နတ်သမီးကတတိတလုံးရဲ့အထဲမှာပိတ်လောင်ခြင်းခံထားရတာကိုတွေ့ရှိခဲ့ပါတယ်။နတ်သမီးကသူမကိုအကျဉ်းထောင်ထဲကနေကယ်ထုတ်ပေးမယ်ဆိုရင်အချစ်မနက်ဆေးရည်ကိုဖော်ဆက်ပေးမယ်လို့ကတိပြုခဲ့တော်လဲလူဘူးလေးအနေနဲ့သူမတချင်းဆိုတာကိုလည်းအဆုံးထိနားထောင်ပေးရမယ်လို့အကြက်ကင်ခဲ့ပါတယ်။သူမကိုအကျဉ်းထောင်ကနေလွတ်ပေးဖို့ကမခက်ခဲလာတော့လဲသူမရဲ့တချင်းဆိုတန်ကတော့တကယ့်ကိုဆိုးဝါးလုံးလာပါတယ်။လူဘူးလေးကတော့နတ်သမီးတချင်းဆိုနေတဲ့အချိန်တော်အတွင်းမှာအကြီးအကျယ်စိတ်ဆင်းရဲခြင်းဝေဒနာကိုအောင်အီးတိခံပြီးနားထောင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့အစွမ်းထက်လာတဲ့အချစ်မနက်ဆေးရည်ကိုအောင်မြင်စွာဖော်ဆက်ပြီးစီးသွားခဲ့ပါပြီ။လူဘူးလေးကနတ်သမီးကိုလွတ်မြောက်အောင်ကယ်တင်ပေးခဲ့တော်လဲနတ်သမီးရဲ့ကြဲလောင်လာတဲ့တချင်းဆိုတန်ကြောင့်ပဲစိန်စံတော်အုပ်ဘရင်ကြီးရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပါတယ်။ဘရင်ကြီးရဲ့လက်အောက်ခံသားရဲတွေကထိုနေရာစီကိုလင်းမြန်စွာပဲရောက်ရှိလို့လာခဲ့ကြပါတယ်။အရေးကြုံလာရတဲ့အကြက်တဲချိန်ခါမှာတော့ကြွက်ကလေးကလူဘူးလေးကိုဘေးကင်းရာကိုဆွဲထုတ်ပြီးကယ်တင်ပေးခဲ့တော်လဲမထင်မှတ်ပဲကြွက်ကလေးကလူဘူးလေးရဲ့ဆေးရည်ဘူးလင်းကိုခိုးယူသွားခဲ့ပါတယ်။ပြီးတော့အဲ့ဒီဆေးရည်ဘူးလင်းကိုမြေပြင်ပေါ်ကိုလက်လွတ်ဆက်ပဲချပစ်ခဲ့ပါတယ်။ကြွက်ကလေးမှာဘာဒဏ်ရာမှမရပဲဘေးကင်းရဲ့လားဆိုတာကိုတေချာအောင်စစ်ဆေးပြီးရဲ့နောက်မှာတော့လူဘူးလေးကထိုနေရာကနေအမြန်ဆုံးထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီတော့အတွင်းမှာပဲစိန်စံတော်အုပ်ရဲ့ဘရင်ကြီးကတော့အတိုင်းအဆမရှိဒေါသထွက်နေခဲ့ပြီးသူ့ရဲ့အစေခံတွေနဲ့အတူသူတို့ကိုဖမ်းဆီးဖို့အတွက်လိုက်လံမဲလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအဲနက်ဒေဝါတို့ရဲ့နိုင်ငံတော်ထဲမှာတော့ကြီးကျယ်ခမ်းနားတဲ့ကပွဲသဘင်တစ်ခုကိုကျင်းပပြုလုပ်နေခဲ့ပါတယ်။လူဘူးလေးကဒုတိယမြောက်မင်းသမီးလေးပေါ်ကိုအချစ်ဆေးရည်တွေပက်ဖြန်းဖို့အတွက်ကြိုတင်စီစဉ်နေခဲ့တော်လဲအဲ့ဒီအချိန်မှာပဲကြွက်ကလေးကရုတ်တရက်ပြန်လဲပေါ်ထွက်လာခဲ့ပါတယ်။ကြွက်ကလေးကလူဘူးလေးရဲ့ခန္ဓာကိုယ်ပေါ်ကိုတိုက်ရိုက်ခုံအုပ်လိုက်ပြီးသူ့ကိုမြေပြင်ပေါ်ကိုရိုက်လဲပစ်လိုက်ပါတယ်။သူတို့နှစ်ဦးလုံးထွေးတပ်ပုတ်နေကြတဲ့အချိန်တွင်းမှာပဲအချစ်ဆေးရည်တွေကဖိတ်ဆင်သွားခဲ့ပြီးနန်းတော်ရဲ့ဒုတိယမြောက်တကားမကြီးပေါ်ကိုကြားရောက်သွားခဲ့ပါတယ်။အဲ့ဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာတင်ပဲလူစိမ်းနှစ်ယောက်ကမင်းသမီးလေးကိုအတမပြန်ပေးဆွဲသွားခဲ့ကြပါတယ်။ပြီးတော့ကြန့်ရှိနေတဲ့အချစ်ဆေးရည်တွေကိုလည်းအဲ့ဒီကြွက်ကလေးကပဲထပ်မံခိုးယူသွားခဲ့ပြန်ပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲစိန်စံတော်အုပ်ရဲ့ဘရင်ကြီးကနန်းတော်ထဲကိုကိုယ်တိုင်ကိုယ်ကျပေါ်ထွက်လာခဲ့ပါတယ်။သူကမင်းသမီးကြီးမာရီကိုအကယ်လေးသူမရဲ့ညီမလေးကိုအသက်ရှင်လျက်ပြန်လိုချင်နေဆိုရင်အချစ်ဆေးရည်ကိုယူဆောင်ပြီးလာရောက်လဲရမယ်လို့ချင်းချောက်ပြောဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုံမာတဲ့ချက်ကတော့ဖြစ်ပျက်သမျှပြဿနာအလုံးကိုလူဘူးလေးရဲ့အပြစ်ကြောင့်ပါဆိုပြီးလွှဲချခဲ့ပြီးမင်းသမီးလေးကိုကယ်တင်ဖို့အတွက်မောင်မိုက်တဲ့တောအုပ်ထဲကိုစစ်ချီနိုင်ဖို့ဘရင်ကြီးထံမှစစ်တပ်တောင်းခံခဲ့ပါတယ်။စိန်စံတော်အုပ်ရဲ့ဘရင်ကြီးကတော့သူ့ရဲ့ခိုးအောင်ရာစခန်းစီကိုပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။
သူ့ရဲ့လက်အောက်ငယ်သားတွေကပြန်ပေးဆွဲလာတဲ့တားရည်အိတ်ကြီးကိုဖွင့်လှစ်လိုက်ကြပါတယ်မင်းသမီးလေးကအိတ်ထဲကနေထွက်လာပြီးပထမအဦးဆုံးမြင်တွေ့လိုက်ရတဲ့သူကတော့စိန်ဆန်းတော်အုပ်ရဲ့ဘရင်ကြီးဖြစ်နေခဲ့ပါတယ်မနက်စေးရဲ့ဆွမ်းမကားကြောင့်ပဲသူမကတော့ဘရင်ကြီးပေါ်ကိုချက်ချင်းဆိုသလိုအသက်ထက်မကချစ်ခင်ဆွဲလန်းသွားခဲ့ပါတော့တယ်စိန်ဆန်းတော်အုပ်ရဲ့ဘရင်ကြီးကတော့ဘာတွေဖြစ်ပျက်ကုန်မှမသိပဲအကြီးကျယ်ဇွေးစွာဖြစ်သွားခဲ့ရပါတယ်အစပိုင်းမှာတော့သူကမင်းသမီးလေးကိုအော်ဟစ်ချောက်လန့်ပစ်ဖို့စူးစမ်းခဲ့တော့လဲမင်းသမီးလေးကသူ့ရဲ့လက်ကိုညင်တာစွာဆုပ်ကင်လိုက်တဲ့အခါမှာတော့သူဟာရုတ်တရက်ဒေါသစိတ်တွေအားလုံးအီးပျော်ပြီးငြိမ်သက်သွားခဲ့ရပါတယ်သူမရဲ့လက်ခုပ်ထဲကနေရုံထွက်ဖို့ဘလောက်ပဲစူးစမ်းပါစေမင်းသမီးလေးရဲ့တန်ရောစင်လက်တွေကိုတော့သူဘလို့မှမယုံကန်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူကမင်းသမီးလေးကိုအခန်းတစ်ခန်းထဲမှာပဲပိတ်လောင်ထားလိုက်ရတော့လဲသူမရဲ့အချစ်တန်ပြုမှုတွေကိုတော့ဘလို့မှတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမင်းသမီးကြီးမာရီကလည်းသူမရဲ့ညီမလေးကိုကယ်တင်နိုင်ဖို့အတွက်အသင့်ပြင်ဆင်ပြီးမှောင်မိုက်လာတဲ့တောနဲ့ကြီးတဲ့ကိုရဲရဲဝံဝံဝင်ရောက်လို့လာခဲ့ပါပြီ